GLPTN3 ဖြစ်ဆိုမဲ့သူတွေအတွက်ပေါ့နော်စာမေးပွဲမှာပါမဲ့ဖြစ်ဆိုရမယ့်အပိုင်းနဲ့ဖြစ်ဆိုရမယ့်အချိန်အကုန်ပြီးနိုင်ဖို့အတွက်ကိုဖြစ်ဆိုရမယ့်အချိန်လေးတွေကိုဗီဒီယိုတိုလေးနဲ့တည်ထားရအောင်ပါဒါတို့မျိုးတည်ထားခြင်းအပြင်စာပွဲမှာအများကြီးထောက်ကူပြုမယ်လို့ထင်ပါတယ်ပထမဆုံးဂန်ငေါချစ်ကီမိုချီကိုကြီးပေါ့နော်30မိနစ်ပါဂန်ငေါချစ်ကီဘုံဘိုးတို့ကိုင်းကမိနစ်80ပါချောကိုင်းဖြစ်ဆိုခြင်းမိနစ်40ရမှာဖြစ်ပါတယ်တပိုင်းချင်းစီရဲ့အမှတ်အောင်မှတ်တီ19မှတ်ပါစုစုပေါင်းအပိုင်း3ပိုင်းစုစုပေါင်းတို့အောင်မှတ်တီ65မှတ်ရရင်အောင်မှာဖြစ်ပါတယ်မိုဂျီကိုကြီးမိနစ်30အတွင်းဖြစ်ဆိုရမယ်မေကွန်ပေါင်းတီ35ပုတ်ဖြစ်ရမယ်မိနစ်30အတွင်းတပုတ်ကို53စက္ကန့်နဲ့တွက်ထားပါတယ်ပြန်လက်စစ်ဆေးချိန်5မိနစ်နဲ့တွက်ထားပါတယ်ဘုံဘိုးတို့ကိုင်းမှာမိနစ်80အတွင်းဖြစ်ရမှာပါဘုံဘိုးကနံပါတ်1ကနေ3အထိကိုစုပေါင်း23ပုတ်ဖြစ်ဆိုချိန်19မိနစ်တပုတ်ကို49စက္ကန့်ရမှာဖြစ်ပါတယ်ပြန်လက်စစ်ဆေးချိန်3မိနစ်ထည့်တွက်ထားပါတယ်3မိနစ်တွက်ထားပါတယ်နံပါတ်4တန်ပွန်ပေါ့နော်ဒီ reading အတူက4ပုတ်ဖြစ်ရမယ်4ပုတ်မှာတပုတ်ကို2မိနစ်နဲ့တွက်ထားပါတယ်ပြန်လက်စစ်ဆေးချိန်2မိနစ်ရမှာပါနံပါတ်5ချူပွန်က6ပုတ်သူ့ကိုလည်းပဲတပုတ်ကို2မိနစ်နဲ့တွက်ထားပါတယ်6ပုတ်လုံးကိုပြန်စစ်ဆေးချိန်2မိနစ်ထည့်တွက်ထားပါတယ်အဲ့ဒါကြတော့နံပါတ်6ကချောပွန်ဒီ reading အရှိပေါ့နော် reading အရှိကကြတော့တပုတ်ကို3မိနစ်နဲ့တွက်ထားပါတယ်ဒီ4ပုတ်လုံးပြန်လဲစစ်ဆေးခြင်းအကုန်လုံးအတွက်ပြန်စစ်ဆေးခြင်း2မိနစ်ပါမှာဖြစ်ပါတယ်ဂျောဟန်ဆာကိုက2ပုတ်ကိုတပုတ်ကို4မိနစ်နဲ့10မိနစ်ပြန်စစ်ဆေးခြင်းက2မိနစ်ပေါ့နော်အဲဆိုရင်တစ်ခုချင်းစီရဲ့မိကွန်နေသူနဲ့တပုတ်ချင်းတစ်ပိုင်းချင်းစီရဲ့ပြန်လဲစစ်ဆေးခြင်းတွေက2မိနစ်တော့မဟုတ်3မိနစ်စီနဲ့ထပ်တွက်ထားပါတယ်ဒီလိုမျိုးဒီမိကွန်ရဲ့ဖြည့်စွက်ခြင်းတွေကိုသိထားခြင်းအပြင်စာပေမှာဖတ်နေနေလဲလောပြီးတော့လဲဖတ်ဖို့မလို့တလို့အိုင်နှေးနေလဲအချိန်မမီမအောင်တတိပြုမိပို့လိုပါတယ်ပေါ့နော်ဒီလိုကြားပြီးအားလုံးပဲအချိန်မီပြီးပုတ်ကောင်အားလုံးမှန်မှန်ကန်ကန်နဲ့ဖြည့်စွက်နိုင်ကြပါစေ